မြန်မာနိုင်ငံရဲ့ဝါရင်တရုတ်ဆောင်ကြီးတူဖြစ်တဲ့ဦးစင်ဝိုင်းခဦးထေးလွင်68နှစ်ထိုင်းနိုင်ငံနဲ့ကွယ်လွန်သွားခဲ့ရပြီလေဖြစ်ပါတယ်။ပရိသတ်ကြီးအားလုံးမြင်လာပါ။မြန်မာရုပ်ရှင်လောကမှာဇက်ကောင်စရိုက်မျိုးစုံကိုပြည်ပင်ပြောင်မြောက်စွာတရုတ်ဆောင်နိုင်ပြီးပရိသတ်ရဲ့ရင်ထဲမှာနေရာတနေရာအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသားကြီးဦးစင်ဝိုင်းရဲ့ဘဝအကြောင်းနဲ့အမှုပညာဖြတ်တန်းမှုတွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။အမိရင်မှာဦးထေးလွင်ဖြစ်တဲ့မင်းသားကြီးဦးစင်ဝိုင်းကိုအဖဘိုလ်မှူးကြီးဦးစိန်လွင်နဲ့အမိတော်ကြီးရှိန်တို့ကမွေးဖွားခဲ့ပြီးမွေးချင်း9 ယောက်နဲ့စတုထမြောက်သားလည်းဖြစ်ပါတယ်။သူဟာအမှုပညာလောကတွေကိုဝင်ရောက်ဖို့အတွက်ငယ်စဉ်ကတည်းကဝါဒနာကြီးမားခဲ့သူလည်းဖြစ်ပါတယ်။ဦးစင်ဝိုင်းဟာရုပ်ရှင်လောကတွေကိုချက်ချင်းမင်းသားအဖြစ်ရောက်ရှိလာခဲ့တာမဟုတ်ဘဲသူဟာရှုမဝဦးကျော်ရဲ့အမှုပညာသင်တန်းကျောင်းဆင်းတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဆရာဖြစ်သူဒရိုက်တာမောင်တင်ဦးရဲ့လမ်းညွှန်မှုနဲ့သူရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ကနဦးမှာဇာညွှန်းရေးတာမှတ်တမ်းရေးတာစတဲ့အောက်ခြေသိမ်းရုပ်ရှင်လုပ်တွေကိုလောက်ကင်ရင်ပညာသင်ယူခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကင်မရာပိုင်းဆိုင်ရာနဲ့မီးလင်းမောင်တဘာဝတရားကိုနားလည်ဖို့အတွက်ဝါရင်ကင်မရာမန်ချစ်မင်းလူစီမှာအမှုပညာရက်တွေကိုစနစ်တကျစီပူခဲ့သူလည်းဖြစ်ပါတယ်။1982ခုနှစ်လောက်ကစပြီးအမှုပညာလှုပ်ရှားမှုတွေကိုတစိုက်မမတ်လောက်ကင်လာခဲ့တဲ့ဦးစင်ဝိုင်းဟာဗီဒီယိုခင်းတဲ့ရုပ်ရှင်ခေတ်တစ်လျှောက်လုံးမှာအောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖခင်နေရာလူကြီးပိုင်းနေရာနဲ့ထူးခြားတဲ့ဇက်ပိုဆက်ရန်နေရာတွေမှာပိုင်နိုင်လွန်းလာတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေပုံမှုအတိမတ်ပြုလာကြတာလည်းဖြစ်ပါတယ်။သူ့ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်မှုတွေကြောင့်1998ခုနှစ်မှာမြင့်မြတ်နှလုံးသားရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးမျိုးသားဇက်ပိုစုအကယ်ဒမီစုကိုပထမဆုံးကြိမ်ဆွတ်ခူးရရှိခဲ့တယ်လို့2014ခုနှစ်မှာလည်းနှလုံးသားဖင်းပြုလုပ်သည့်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ဒုတိယမြောက်အကောင်းဆုံးမျိုးသားဇက်ပိုစုအကယ်ဒမီစုကိုထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။သူဟာတရုတ်ဆောင်ကောင်းတယောက်တည်းမကပဲအမှုပညာရှင်အချင်းချင်းကူညီဆောင်ရှောက်တတ်ပြီးဦးဆောင်မှုကဏ္ဍမှာလည်းထူးချွန်သူဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်စည်းရုံးမှာဥက္ကဋ္ဌဖြစ်2 ကြိမ်နိုင်တာဝန်ယူပြီးရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနဲ့အမှုပညာရှင်တွေရဲ့အကျိုးစီးပွားအတွက်တက်ကြွပါဝင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။မိသားစုဘဝမှာလည်းဇနီးဖြစ်သူဒေါ်ခင်နွယ်နွယ်ထွန်းတဲ့အတူသားဖြစ်သူထင်ရှားတဲ့တရုတ်ဆောင်တဲ့အဆိုတော်မင်းမော်ကွန်းအပါအဝင်သားသမီးတွေကိုမြေတောင်မြောက်ပေးခဲ့ပြီးအမှုပညာမျိုးဆက်တစ်တွေကိုမွေးထုတ်ပေးခဲ့တဲ့ဖခင်ကောင်းတူလည်းဖြစ်ပါတယ်။အမှုပညာအလုပ်ကိုတက်ဆုံးတိုင်အောင်ချစ်မြတ်နိုးပြီးဘဝရဲ့ဖြတ်တန်းမှုတစ်လျှောက်လုံးမှာရုပ်ရှင်ပညာရဲ့စီးစနစ်တွေကိုလေးစားလိုက်နာခဲ့တဲ့အကယ်ဒမီဦးစင်ဝိုင်းဟာမြမရုပ်ရှင်သမိုင်းမှာခြံလက်ထားလို့မရတဲ့ဝါရင်တရုတ်ဆောင်ကြီးတူဖြစ်ရုပ်ရှင်ချစ်ပရိသတ်ရဲ့ရင်ထဲမှာအမြဲတမ်းရှင်တန်ကြံ့ရစ်ပြီးရှိနေတော့မှလည်းဖြစ်ပါရခင်ဗျာ။